ဟဲ့ငါတက်တူထိုးရင်ကောင်းမလားလို့ ပတ်စံရှိဘူးလား ပတ်စံရှိရပေါ့ငွေကြေးရချီစလုံးငွေဒါပေမဲ့အခုကငါဘာဖြစ်နေလဲဆိုပြီးအဲ့လိုတက်တူထိုးလို့ရှိရင်အချိန်ကြာကြီးစောင့်ရတယ်တည်ရပြီးတော့အသားကလည်းတော်တော်နာမှာဟဲ့တက်တူကလည်းလိုချင်တယ်ငါအခုကောင်မလေးလေးမှာဟိုခါမှာထိုးတာတော့ဒီဇိုင်းကလာလေးအဲ့လိုမျိုးထိုးချင်တာဒါပေမဲ့အဲ့လိုမျိုးနာမှာလည်းကြောက်တယ်တော်တော်နာမှာအဲ့နေရတာစိတ်ညစ်တယ် အဲ့ဆိုရင်အခုတစ်ကောင်မှတက်လာတယ်လေတက်တူးစတစ်ကအဲ့ဒါလေးထိုးကြည့်ကတ်ကြည့်ပါလားသူကဈေးလဲတက်တာအချိန်နဲ့တက်တာ ပြအောင်ဒါကြီးတက်တူးဆိုတဲ့ page ကပဲ ဒီဇိုင်းလေးလည်းဆုံးတယ်နော် ဟိုအင်းတော့အဲ့တော့တက်တူး sticker ကြီးတော်တော်ရှိရပဲဟာဒီဇိုင်းတွေလည်းတော်တော်ဆုံးတယ် ဟုတ်တယ် အဲ့ငါလိုချင်တဲ့ဟာဒီဇိုင်းတွေရှိရဒီမှာတော့ဟောဒီအဲ့ဆိုယာယီတက်တူးကလည်းမှာလိုက်တော့တယ် အဲ့မှလိုက် မှာလိုက် ကဲမှားထားတဲ့ရိုက်တတူးကတတူးစတစ်ကာလေးရောက်လာပါပြီ။တင်မွေးကတော့ခါမှာလှလှလေးကက်ချင်တာဆိုတော့ခါမှာလိုက်မဲ့ဒီဇိုင်းလေးပဲရွေးထားလိုက်ပါတယ်။ကိုပတာကိုတော့တက်ကပ်လို့တော့မရဘူးပေါ့နော်။အဲဒါကြောင့်တငယ်ချင်းကိုပဲအကူကြီးတောင်းလိုက်ပါတယ်။ before and after တော့လုံးဝမမျောလင့်ထားတဲ့ reset ကြီးပါပဲ။အရန်မိုက်တယ်။ခေါ်ပြီးတော့လှနေရောအရန်ကြိုက်တယ်။နောက်လေတတူအစ်စ်လိုချင်လို့ရှိရင်အသားနာခံပြီးတော့တတူတော့မထိုးတော့ဘူး။ရိုက်တူလေးပဲကက်တော့မယ်။တတူစတစ်ကာလေးသဘောကျလို့ရှိရင်တင်ဝေးပြထားတဲ့ Telegram နဲ့တော့မှလို့ရတယ်เนาะအားလုံးပဲ bye